အဆောင်ကဘယ်နေရာမှာအစွမ်းထက်တယ်လို့မေးလာကြတဲ့မိတ်ဆွေအများစုတို့နံပါတ်1ချက်ချစ်သူမရှိသေးတဲ့သူများနဲ့တင့်တော်ပါတယ်ခင်ဗျာဘယ်လိုမျိုးချစ်သူမရှိသေးတဲ့သူများဆိုရင်အပြိုကြီးတို့လူပြိုကြီးတို့ဒါမှမဟုတ်လည်းချစ်သူအမြန်ဆုံးလိုချင်တဲ့သူများချစ်သူအမြန်ဆုံးရချင်တဲ့သူများနဲ့ဒီအဆောင်ကတင့်တော်ပါတယ်ခင်ဗျာအဲ့ဒီနေရာမှာအလွန်ကိုမှအစွမ်းထက်ပါတယ်ခင်ဗျာနံပါတ်2ချက်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ကိုပြောစကားနားမထောင်ဘူးသူ့ကိုလိုချင်လို့ထိန်းချုပ်ချင်တယ်ဆိုရင်ဒီအဆောင်ကိုအတုံးပြုလို့ရပါတယ်ခင်ဗျဒီအဆောင်ကအဲ့ဒီနေရာမှာအလွန်ကိုမှအစွမ်းထက်ပါတယ်ခင်ဗျနံပါတ်3ချက်ဖောက်ပြန်နေတဲ့သူကိုလိုလို့ထိန်းချုပ်လို့ရပါတယ်ခင်ဗျဥပမာဘယ်လိုမျိုးဖောက်ပြန်လဲဆိုတော့မရင်ငယ်နေနေတယ်လင်းငယ်နေနေတယ်အဲ့လိုမျိုးလူကိုအမြန်ဆုံးပြတ်အောင်လုပ်လို့ရပါတယ်ခင်ဗျပြီးတော့ကိုတယောက်တည်းကိုပဲချစ်သွားအောင်လုပ်လို့ရပါတယ်ခင်ဗျအဲ့ဒီနေရာမှာအစွမ်းထက်ပါတယ်ခင်ဗျနံပါတ်4ချက်ကိုယ်စိတ်ကုံသွားတဲ့သူကိုယ်ဂယူးမဆိုင်တော့တဲ့သူကိုယ်ပြန်လာပြီးတော့ဂယူးဆိုင်အောင်ကိုယ်ပြန်လာပြီးတော့အရင်လိုပြန်လာချစ်အောင်ဒီအဆောင်ကိုအတုံးပြုလို့ရပါတယ်ခင်ဗျဒီအဆောင်ကအဲ့ဒီနေရာမှာအလွန်ကိုမှအစွမ်းထက်ပါတယ်ခင်ဗျနံပါတ်5ချက်ကိုနဲ့အဆက်အသွယ်လုံးဝမရတော့တဲ့ကိုယ့်ရဲ့ယောက်ျားကိုယ့်ရဲ့မချစ်သူကိုနဲ့ပြတ်တော့တာကြပြီပြန်ပြီးတော့အဆက်အသွယ်ရချင်တယ်သူနဲ့ပြန်ပြီးတော့အတူတူပြန်ပေါင်းချင်တယ်ဆိုရင်ဒီအဆောင်ကိုအတုံးပြုလို့ရပါတယ်ခင်ဗျဒီအဆောင်ကအဲ့ဒီနေရာမှာအလွန်ကိုမှအစွမ်းထက်ပါတယ်ခင်ဗျဒီအဆောင်ကတုံးတဲ့သူအတွက်စိုးကျိုးရှိတာဆိုတော့တုံးတဲ့သူအတွက်စိုးကျိုးမရှိပါအတုံးပြုခံရတဲ့သူရောစိုးကျိုးရှိသလားဆိုတော့အတုံးပြုခံရတဲ့သူလည်းလုံးဝစိုးကျိုးမရှိပါခင်ဗျတင်းရဲ့စီးပွားရေးကိုမထိခိုက်ပါတင်းရဲ့ကျန်းမာရေးကိုမထိခိုက်ပါဟိုဘက်ကကိုယ့်ရဲ့ချစ်သူဘက်ကိုလည်းလုံးဝမထိခိုက်ပါဒါကြောင့်မလို့ဒီအဆောင်ကိုယုံကြည်စိတ်ချစွာနဲ့အတုံးပြုလို့ရပါတယ်ခင်ဗျအဆောင်ကိုအတုံးပြုချင်တယ်ဆိုရင်နိုင်ငံတိုင်းကိုပို့ပေးနေပါပြီခင်ဗျအဆောင်မှာယူချင်တယ်အဆောင်အတုံးပြုချင်တယ်ဆိုရင် CI ပစ်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအားလုံးကိုအထူးချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ